ထွမြောက်ရာကျမ်းအခန်းကြီး23တင်တီမာသောတရင်စကားကိုမကြားမပြောရမတရားသောသူတို့နှင့်ဝိုင်းညီ၍မမှန်သောတသက်ကိုမခံရလူများနောက်သို့လိုက်၍မတရားသဖြင့်မပြုရတရားတွေ့သည်အမှုမှာကြီးသောသူဖက်၌နေ၍တရားလမ်းမှလွဲစေခြင်းကမပြောရဆင်းရဲသောသူဖက်၌လည်းမငဲ့ကွယ်ရတင်တီရန်သူ၏မြင်နွားလမ်းလွဲသည်ကိုတွေ့မြင်လျင်အမှန်ပြန်ပို့ရမည်တင့်ကိုမုံသောသူ၏မြဲသည်မိမိဆောင်ရွက်သောဝင်းအောက်မှလဲနေသည်ကိုတွေ့မြင်လျင်မမဆပဲနေနိုင်သလောအမှန်ဝိုင်းညီ၍မဆရမည်တင်၌ဆင်းရဲသောသူသည်တရားတွေ့သောအခါသူကိုမတရားသဖြင့်မစီရင်ရမဟုတ်မမှန်သောအမှုကိုရှောင်ရမည်အပြစ်မရှိသောသူဖြောင့်မတ်သောသူကိုမကွက်မြက်ရအကြောင်းမူကားငါသည်မတရားသောသူကိုအပြစ်မလွတ်တင်သည်တစိုးမစားရတစိုးသည်ပညာရှိတို့၏မျက်စိကိုကွယ်စေ၍ဖြောင့်မတ်သောသူတို့၏စကားကိုလွဲစေတတ်၏တကြွတနိုင်ငံသားဖြစ်သောဧည့်သည်ကိုမငင်းဆဲရတင်တို့သည်အေဂုတ္တုပြည်၌ဧည့်သည်ဖြစ်ခဲ့ဘူးသောကြောင့်ဧည့်သည်၏စိတ်တဘောကိုတည်ကြ၏6နှစ်ပတ်လုံးလဲလို့၍အတီးကိုသိမ်းရမည်တတမနှစ်တွင်လဲကိုမလုပ်ပဲအလွတ်ထားရမည်သူပြုလျင်ဆင်းရဲသောအမျိုးသားချင်းတို့သည်စားရသောခွင့်ရှိလိမ့်မည်ကျွန်းသောအရာကိုလည်းမြေတရိษံတို့သည်စားရကြလိမ့်မည်ထိုနည်းသူစပြည့်ဥရှင်တန်လွန်ဥရှင်ကိုလည်းပြုရမည်6ရက်ပတ်လုံးအလုပ်လုပ်ရမည်တရမနေ့ရ၌ငြိမ်ဝတ်စွာနေရမည်သူပြုလျင်တင်ဤနွားမြေတို့သည်ငြိမ်ဝတ်စွာနေရသောခွင့်ရှိလိမ့်မည်တင်ဤငယ်သားများဧည့်သည်များတို့သည်လည်းတက်တာရကြလိမ့်မည်ငါပင်ငက်သမျှတို့၌တတိပြုကြလောအခြားသောဘုရား၏နာမကိုမွတ်ဆိုနှင့်တင်ဤနှုတ်ထဲကမြတ်တန်ကိုသူတစ်ပါးမကြားစေနှင့်တနှစ်တွင်3ကြိမ်ငါဖို့ပွဲခံရမည်ငါမှာထားခဲ့ပြီးသည့်အတိုင်းအဘိဗလအချိန်ချက်သောနေ့ရဲ့အချိန်၌အစုမပွဲကိုခံ၍9ရက်ပတ်လုံးတဆေးမဲ့သောမုံကိုစားရမည်အကြောင်းမူကားထိုလတွင်တင်ဒီအေဂုတုပြည်ကထွက်လာသည်ထိုပွဲကိုခံစဉ်ငါထံသို့အဘယ်သူမျှလက်ချီမပေါ်မလာရလဲလို့၍အတိအနံကိုတိမ့်စားရှိသည်ကာလတိမ်ပွဲကို၎င်းလဲလို့၍အတိအနံကိုတူထားသည်ကာလနှစ်လဲသောအခါတူထားပွဲကို၎င်းခံရမည်တင်တို့တွင်ယောက်ျားအပေါင်းတို့သည်တနည်းလျင်3ကြိမ်ထာဝရအရှင်ဘုရားသခင်ရှိတော်၌မျက်နှာပြရကြမည်ငါရစ်ကောင်ဤအသွေးကိုတဆေးပါသောမုံနှင့်ရော၍မပူဇော်ရငါရစ်ကောင်စီဥကိုနာနဲ့တိုင်အောင်မကျွန်းစေရတင်ဤမြေ၌အဦးတည်သောအတိအနံအကောင်းဆုံးကိုတင်ဤဘုရားသခင်ထာဝရဘုရား၏အိမ်တော်ထဲသို့ဆောင်သွင်းရမည်စိတ်တငယ်ကိုအမိနှုတ်ရည်နှင့်မပြုတ်မချက်ရကြည့်ရှုလောလမ်းခရီး၌တင့်ကိုစောင့်ရှောက်၍ငါပြင်ဆင်နှင့်သောအရတ်တို့ပို့စေခြင်းငါကောင်းကင်တမန်ကိုတင့်ရှိ၌စေလွတ်၏ထိုတမန်ကိုယူသေးစွာပြုလော့စကားတော်ကိုနားထောင်လော့အာနာတော်ကိုမဆန်နှင့်တင်တို့ပြမသောအပြစ်ကိုသူတည်မလွတ်ငါနာမကိုသူ၌တည်ရှိ၏ငါနာမသည်သူ၌တည်ရှိ၏အကယ်စင်စစ်တင်သူစကားကိုနားထောင်၍ငါပင်ရသည်မြအတိုင်ပြုလျင်တင်ဤရန်သူတို့ကိုငါတည်ရန်ဘက်ပြုမည်တင်ကိုစီတာသောသူတို့ကိုလည်းငါစီတမည်ငါတမန်သည်တင်ရှိ၌တွား၍တင်ကိုအာမောရိလူဟေတိလူဇေဖေရဇိလူခါနနိလူဂိရကာရှိလူဟိဝိလူယေဗတိလူတို့ရှိရသောဆောင်သွင်း၍သူတို့ကိုပယ်ရှင်းမည်သူတို့ဖျားများကိုဥမချဝတ်မပြုရသူတို့ဘာသာအတိုင်းမကျင့်ရသူတို့ကိုအကုန်စင်မောက်လဲ၍ရုပ်တုစင်တုများကိုလည်းရှင်းဖြိုဖျက်ရမည်တင်တို့၏ဘုရားခင်ထာဝရဘုရားကိုဝတ်ပြုရမည်တင်ဤမုံကို၎င်းရေကို၎င်းကောင်းကြီးပေးတော်မူမည်အနာယောဂါကိုလည်းတင်ဤအထဲကနှုတ်ယူဖယ်ရှားတော်မူမည်တင်ဤပြည်တွင်ကိုဝင်ပြတ်သောတရဝမြုံသောတရဝနှင့်ကင်းလွတ်လိမ့်မည်တင်ဤတက်တန်းကိုငါဆုံလင်းစေမည်ငါကိုကြောက်တတ်သောသဘောကိုတင်းရှိသောငါစေလွ၍တင်ရောက်လေရာအရ၌ခတ်သိမ်းသောလူမျိုးကို
ငါဖြစ်စီမည်တင်ဤရန်သူအပေါင်းတို့ကိုနှောက်တို့လဲ့စေမည်ပြားသူများကိုလည်းတင့်ရှိတို့ငါစေလွတ်၍သူတို့သည်ဟိဝိလူခါနနိလူဟိတိလူတို့ကိုတင့်ရှိမှနင်ထုတ်ကြလိမ့်မည်ထိုလူများကိုတနစ်ချင်းတွင်တင့်ရှိမှငါမနင်ထုတ်တို့ပြုလျင်ပြည်တီလူစိတ်ငန်၍တားရဲနှင့်တင်တစ်ဖက်၌များပြားလိမ့်မည်တင်တီတို့ပွား၍တပြည်လုံးကိုဝန်စားတည်တိုင်အောင်သူတို့သည်တင့်ရှိမှဖြည်းဖြည်းငါနင်ထုတ်မည်တင့်နေရနှင့်အပိုင်းခြားကိုအေဒုံပင်လယ်မှသည်ဖိလိတိပင်လယ်တိုင်အောင်၎င်းတောမှသည်မြစ်တိုင်အောင်၎င်းငါမှတ်သားမည်ထိုအယက်သားများကိုတင်းလက်တို့ငါအ၍တင်းသည်နင်ထုတ်ရလိမ့်မည်သူတို့နှင့်၎င်းသူတို့ဖျားများနှင့်၎င်းတင်းသည်မိတ္တဟာယမဖွဲ့ရတင်းသည်ငါကိုပြမစေခြင်းငါသူတို့သည်ပြုမိကိုစိုးရင်စရာရှိသောကြောင့်သူတို့သည်တင့်ပြည်၌မနေရကြတင်းသည်သူတို့ဖျားကိုဝိပြုလျင်ထိမိ၍လဲစရာအကြောင်းအမှန်ဖြစ်လိမ့်မည်ဟုမောရှေအမိန့်တော်မူ၏